ယနေ့နာတော်ရစီယာမှာကတော့မြန်မာ Evangelical Press မှထုတ်လွှင့်သည့် Pastor John Piper ရေးသားထားတဲ့ Daily Devotion အစီအစဉ်ဖြစ်ပြီး MEP မှတာဝန်ယူတင်ဆက်ခြင်းဖြစ်ပါသည်ရှီဟောင်းနေ့ရက်များ၏ဝေးဖွားခြင်းပြီးလက်မင်းကလည်းတို့ဖြစ်လျင်တင်းသည်ရှင်ဘုရင်မှန်သလားဟုမေးတော်ယေရှုကမင်းကြီးမေးသည့်အတိုင်းငါသည်ရှင်ဘုရင်မှန်၏တမန်တရားဘက်၌တသက်ခံခြင်းငါသည်မွေးဖွားခြင်းကိုခံ၍ဤလောကသို့ကြွလာပြီတမန်တရားနှင့်ဆက်ဆိုင်သမျှသောသူတို့သည်ငါစကားကိုနားထောင်ကြသည်ဟုမိန့်တော်မူ၏ရှင်ယောဟန်ခရစ်ဝင်ခန်းကြီး18အပိုင်ငယ်30ဤဒီမှာခရစ်မတ်အတွက်အလွန်အရေးပါသောကျမ်းပိုက်တစ်ခုဖြစ်သည်ယေရှု၏ဘဝအသက်တာအဆုံးပိုင်းမှအကြောင်းအရာဖြစ်တော်လဲအစပိုင်းနှင့်သက်ဆိုင်သည်တတိပြုရန်ယေရှုသည်မွေးဖွားလာသည်ဟုပြောထားယုံမျှမကကိုရောသည်ဤလောကသို့ဆင်းကြွလာတော်မူကြောင်းကိုလည်းပြောထားသည်ကိုရော၏မွေးဖွားခြင်း၌ထူးခြားချက်မှာကိုရောသည်မွေးဖွားခြင်းကိုမခံမီကပင်တည်ရှိနေတော်မူခြင်းဖြစ်သည်ကိုရောသည်နွားစခွက်၌မွေးဖွားခြင်းကိုမခံမီကပင်တည်ရှိနေခဲ့သည်နာဇရက်မြို့သားယေရှု၏ပင်ကိုယ်စီရိုက်စိတ်နေသဘောထားနှင့်လက္ခဏာများသည်ကိုရောမွေးဖွားမလာမီကတည်းကပင်ရှိနေပြီးသားဖြစ်သည်ဤအံ့ဘွယ်သောအရာကိုဖော်ပြရန်သုံးလုံးသောဘာသာရေးစကားလုံးမှာဖန်ဆင်းခြင်းသို့မဟုတ်လူစားတိခံယူခြင်းဖြစ်သည်ယေရှု၏ပင်ကိုယ်လက္ခဏာသည်ကိုရော၏ကိုယ်ခန္ဓာတော်မဟုတ်ကိုရော၏အခြေခံကြသောပင်ကိုယ်စီရိုက်မှာလူသားဖြင့်မွေးဖွားမလာမီကတည်းကပင်တည်ရှိနေနှင့်ပြီဖြစ်သည်ကိုရော၏မွေးဖွားခြင်းသည်လူတစ်တူအဖြစ်စတင်ခြင်းမဟုတ်အဆုံးမရှိသောရှေးကပ်ကာလမှပုဂ္ဂိုလ်တော်တူ၏ဤလောကသို့ဆင်းကြွလာမှုဖြစ်သည်မိခါနာဂတိကျမ်းခန်းကြီး9အပိုင်ငယ်1တွင်ယေရှုမွေးဖွားမလာမီနှစ်ပေါင်း900လူကဤသို့ဖော်ပြထားသည်အိုဗလင်အင်ဖရာတန်မြို့အစိုးရသောယူဒမြို့တို့တွင်တင်းသည်မြို့ငယ်မြို့ရုပ်ဖြစ်တော်လဲဣသရေလအမျိုးကိုအုပ်စိုးရသောသခင်သည်ငါ့ဖို့တင်း၏အထဲမှပေါ်ထွန်းလက်တတ်ထိုသခင်သည်ရှေးကပ်ကဘာမှဆ၍ပေါ်ထွန်းသောသခင်ဖြစ်၏ထိုကြောင့်ယေရှု၏မွေးဖွားခြင်း၌အံ့ဘွယ်သောအရာမှာကိုရောသည်အပြိုကညာမှမွေးဖွားခြင်းခံရသည်ဆိုသည့်အချက်တစ်ခုတည်းမဟုတ်ထိုအံ့ဘွယ်မှုသည်တာ၍ကြီးမားသောအံ့ဘွယ်အမှုကိုညွှန်ပြရန်ဖြစ်သည်ထိုအရာမှာခရစ်စမတ်နေ့တွင်မွေးဖွားလာသောထိုအံ့ဘွယ်မှုသည်တာ၍ကြီးမားသောအံ့ဘွယ်မှုကိုညွှန်ပြရန်ဖြစ်သည်ထိုအရာမှာခရစ်စမတ်နေ့တွင်မွေးဖွားလာသောသူငယ်တော်သည်ရှေးခေတ်ကာလနေ့ရက်ဟောင်းမှရှီပြီးနှစ်သောပုဂ္ဂိုလ်တော်တူဖြစ်သည်ဆိုသည့်အချက်ပင်ဖြစ်သည်ထိုကြောင့်ကိုရော၏မွေးဖွားမှုသည်ရည်ရွယ်ချက်ရှိသောမွေးဖွားမှုဖြစ်သည်မွေးဖွားမလာမီကပင်ကိုရောသည်မွေးဖွားလာမည့်အရာကိုကြိုတင်စဉ်းစားထားသည်ကိုရော၏ခမဲတော်နှင့်အတူအစီအစဉ်တစ်ခုရှိခဲ့သည်ထိုကြီးမားသောအစီအစဉ်၏တစ်စိတ်တစ်ပိုင်းကိုကိုရောသည်မိမိဘဝ၏နောက်ဆုံးနာရီများတွင်ဤသို့ပြောခဲ့သည်တမန်တရားဘက်၌တသက်ခံခြင်းငါသည်မွေးဖွားခြင်းကိုခံ၍ဤလောကသို့ကြွလာပြီတမန်တရားနှင့်ဆက်ဆိုင်သမျှသောသူတို့သည်ငါစကားကိုနားထောင်ကြသည်ဟုမိန့်တော်မူ၏ရှင်ယောဟန်ခရစ်ဝင်ခန်းကြီး18ပိုင်ငယ်30ကိုရောသည်သာရသစ္စာတမန်တရားဖြစ်သည်ကိုရောသည်တမန်တရားကိုသာပြောဆိုခဲ့သည်ကိုရောသည်ချစ်ချင်းမေတ္တာ၏အကြီးမားဆုံးသောတမန်တရားကိုလက်တွေ့ပြသခဲ့သည်ထို့ပြင်ကိုရောသည်တမန်တရားမှမွေးဖွားလာသူအားလုံးကိုမိမိသာရမိသားစုအတွင်းသို့သိမ်းဆည်းတော်မူ၏ဤရာသည်ရှေးဟောင်းကာလမှစတင်ခဲ့သောအစီအစဉ်ဖြစ်သည်ယခုနာတော်ရဆင်ခဲ့ရတာကတော့မြန်မာ Evangelical Press မှထုတ်လွှင့်သည့် Pastor John Piper ရေးသားထားတဲ့ Daily Devotion အစီအစဉ်ဖြစ်ပြီးMEP မှတာဝန်ယူတင်ဆက်ခြင်းဖြစ်ပါသည်